ဒါတို့ဒီလိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ teacher တို့က page 3မှာရှိတဲ့ prefix ရှေ့ဆက်စကားလုံးတွေအကြောင်းကိုလေ့လာရမှာပဲဖြစ်ပါတယ် prefix ရှေ့ဆက်စကားလုံးများ sometime နဲ့တခါတရံမှာတဲ့ a physical quantity ရုပ်ပိုင်းဆိုင်ရာပမာဏတွေက is too big တိတ်ကိုကြီးလွန်းတယ် or ဒါမှမဟုတ်လို့ရှိရင်တဲ့ too small တိတ်ကိုသေးလို့နေတတ်ပါတယ်တဲ့ to be conveniently expressed အဆင်ပြေစွာဖော်ပြနိုင်မှုအတွက်တဲ့ invasive SI unit မှာတဲ့အဆင်ပြေစွာဖော်ပြနိုင်မှုအတွက်တဲ့တိတ်ကိုကြီးလွန်းတယ်တိတ်ကိုသေးလွန်းနေတတ်ပါတယ်တဲ့ prefix ရှေ့ဆက်စကားလုံးတွေက are needed လိုအပ်လာပါတယ် to be used အသုံးပြုဖို့အတွက်လိုအပ်လာပါတယ် prefix ရှေ့ဆက်စကားလုံးတွေကဖြစ်ကြပါတယ်တဲ့ multiple or such multiple or 10 multiple ဆိုတာမြှောက်မယ် or ဒါမှမဟုတ် such multiple ဆိုတာစားမယ် of 10ဒါဆိုရင်သူက10နဲ့စားမယ်ဒါမှမဟုတ်လို့ရှိရင်10နဲ့မြှောက်တာတွေရတဲ့ရှေ့ဆက်စကားလုံးတွေပဲဖြစ်ကြပါတယ်တဲ့ table 1.2 ဇယား 1.2 ကတဲ့ show ကိုပြသထားပါတယ်တဲ့ some prefix ရှေ့ဆက်စကားလုံးအချို့ကိုဖော်ပြထားပါတယ်တဲ့ use in SI unit မှာအသုံးပြုတဲ့ရှေ့ဆက်စကားလုံးအချို့ကိုတဲ့ဇယား 1.2 မှာဖော်ပြထားပါတယ်ဒီချေတို့ကဆက်လက်ပြီးတော့ table 1.2 ကိုဆက်လက်ပြီးလေ့လာကြမယ်။အဲ့ဒီမှာဆိုလို့ရှိရင်သူက prefix ဆက်စကားလုံးတွေ symbol သင်္ကေတတွေ factor မြတ်ဖော်ကိန်းတွေကိုသူကဖော်ပြထားတယ်။အဲ့တော့ fando f 10 to the power -50 pico p 10 to the power -12 nano n 10 to the power -9 micro mu 10 to the power -6 milli m 10 to the power -3 Cindy C 10 to the power -2 Desi D 10 to the power -1 Daga DA 10 to the power 10 Hato H 10 to the power 2 Kilo K 10 to the power 3 Mega M 10 to the power 6 Giga G 10 to the power 9 Tera T 10 to the power 12လို့ပဲဖြစ်ကြပါတယ်။ဒီချေတို့ကဒီဇာတ်လေးတွေကိုရအောင်စက်ထားမှာပဲဖြစ်ပါတယ်။ scientific notation သိပ္ပံနိကြရေးတုံ auto မဟုတ် standard form sample set ကို maybe write and f follow အောက်ပါအတိုင်းရေးသားနိုင်ပါတယ်တဲ့ place နေရာချမယ် the decimal point ဒသမတွေကိုနေရာချမယ် after ဘယ်နောက်မှာလဲဆိုတော့ the first non zero digit ပထမ0မဟုတ်တဲ့ကိန်းရဲ့နောက်မှာနေရာချပေးရပါမယ်တဲ့ then ပြီးရဲ့နောက်မှာ determine ဆုံးဖြတ်ပေးရမယ် the power of 10ရဲ့ထညွန်းကိုဆုံးဖြတ်ပေးရမယ် by count နဲ့ရေးတွက်ခြင်းအဖြစ် the numbers of place တော့ကိန်းကဏ္ဍတွေရဲ့ရေးတွက်ကိုရေးတွက်ခြင်းအဖြစ်10ရဲ့ထညွန်းကိုဆုံးဖြတ်ပေးရမယ်တဲ့အဲ့တော့ we had move ငါတို့တွေရွေးခဲ့တဲ့ the original decimal point မူလကဒသမနေရာကနေပြီး to the max decimal point မှတ်ထားတဲ့ဒသမနေရာကိုတဲ့ဘလောက်ပေါ့နော်ကိန်းလုံးတွေဘလောက်ကိန်းလုံးကိုရွေးသွားလဲဆိုတာကိုတဲ့ကောင်းနေရွေးတွက်ပြီးတော့တဲ့ဒီ10ရဲ့ထညွန်းတွေကိုတဲ့ determine ဆုံးဖြတ်ပေးရပါမယ်တဲ့ it တကယ်လို့တဲ့ပေါ့နော် we ကျွန်ုပ်တို့ကတဲ့မှုရွေးရွှားသွားပါမယ်တဲ့ the point to the left ပေါ့နော်ဘယ်ဘက်ကိုတဲ့ရွေးရွှားသွားခဲ့မယ်ဆိုလို့ရှိရင်တဲ့ then power is positive ဒီထက်ညွန်းကအပေါင်းဖြစ်မယ် and ပြီးတဲ့အခါမှာ is တကယ်လို့တဲ့ we move is to the right ညာဘက်ကိုငါတို့ကရွေးခဲ့မယ်ဆိုလို့ရှိရင် it is negative သူ့ရဲ့ထက်ညွန်းကဗာလဲ negative ဖြစ်သွား